percentage coffee တဲ့ percentage coffee တိုင်းရှင်းမရောက်နေဘူးဒီနေရာကိုရှိဘူးရ crossing အသေးစားဆိုပြောကြတာသူလည်းမတူပါဘူး少夸嘛表呢呀ဗီဒီယိုတွေမှာပဲကြည့်ဘူးလားဒါပေမဲ့အခုတော့စားလို့ရအတိုင်းသေးအောင်ကြတာဒီညတော့ကျွန်တော်တော့စိတ်မှာကျွန်တော်တို့စီးဖို့တွေပဲပတ်စားတော့မယ်ထိုင်မှာထိုင်စားတော့ဟုတ်နော်ဒီမှာပဒနဲ့ရရှိရခိုင်တယ်ခုနကဆိုတော့ crayfish လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ကလမ်းလျှောက်ပြီးမစားတော့ဘဲနဲ့ထိုင်မှာထိုင်စားမှာလမ်းလျှောက်ပြီးစားလို့ရှိရင်ပေကြံကုန်မှာဆိုလို့ဟုတ်လားလို့ရလားရလားဟုတ်လားရွေးချယ်မှုမှန်နေရနှစ်ခါရှိပြီတော့အဲ့လိုမျိုးအကောင်ကြီးတိတ်မကြိုက်တဲ့ကိုတော့မှကောင်းတယ်လို့ပြောတယ်မလေးရှားမှာနေမယ်ဆိုလို့ရှိရင်နေလို့ရတယ်နော်မလေးရှားစာတွေကမလေးရှားအစားစာတွေကကျွန်တော်တို့ပတ်သက်နဲ့ကြိုက်စားလို့ရတယ်အကောင်ကအစီအစိတ်တွေနော်အစီအစိတ်တွေပဲဆိုတော့ကျွန်တော်တို့အုံးတို့တွေချက်တယ်တစ်ခါအစီအစိတ်တွေလည်းအများကြီးနဲ့ချက်တယ်အဲ့တော့ကျွန်တော်တို့ပတ်သက်နဲ့ကြိုက်စားလို့ရတယ်အဲ့ဒါဘီယန်ဘလောဘီယန်စားတော့ကျွန်တော်စားလို့မရဘူးဆိုတာမကောင်းဘူးလို့ပြောတာမဟုတ်ဘူးเนาะစားလို့မရဘူးမကောင်းဘူးလို့ပြောတာမဟုတ်ဘူးမှားပါလို့စရပါဗျာဝါကျူကိုတချောင်း25ဘတ်တောင်းပြီ25 ringgit Okay ပါ